သူများတွေကမသိဘူးနော်ကျွန်တော်အလုပ်တစ်ခါဆင်းရင်18နာရီကြာပါတယ်ဟုတ်ပါတယ်ကျွန်တော်အလုပ်ဆင်းလို့ရှိရင်ဒီနေ့ညနေ9နာရီနဲ့နောက်နေ့လေ10နာရီအထိလုပ်ဆင်းရပါတယ်ကျွန်တော်အလုပ်ကဘာလုပ်လဲဆိုတော့ reception ဖြစ်ပါတယ်ဒါကတော့အလုပ်မတော်ခင်ကျွန်တော် gym သွားပါတယ် gym မှာ gym ဆော့လိုက်ပြေးလိုက်ပေါ့နော်အခု gym ဆော့ပြီးတော့ကျွန်တော်ရေချိုးပါအောင်မယ်ပြီးတော့နည်းနည်းပါးစာလှုပ်ချင်ရောင်ဆောင်ပါတယ်ဒါကတော့ကျွန်တော်ရေပထမဆုံးမနေ့စာဖြစ်ပါတယ်ဒါကတော့အလုပ်ကိုယူသွားမယ့်ပစ္စည်းဖြစ်ပါတယ်အလုပ်က9နာရီမှစရဆိုမှကျွန်တော်3နာရီနဲ့အင်္ဂါနဲ့ထွက်ပါတယ်အလုပ်ကိုမြန်ကြိုးစောရောက်ချင်တယ်လို့ဖြစ်ပါတယ်နေတာကုမ္ပဏီရဲ့အဆောင်မှာဆိုပေမဲ့အလုပ်နဲ့အဆောင်တွေကအရန်ဝေးပါတယ်ပြီးရင်အလုပ်မှာစားဖို့ဟင်းတွေပါဝေးပါတယ်ဒါကတော့အလုပ်ကိုရောက်ပြီးအလုပ်အင်ဂျီလေးလိုက်ပြီပေါ့နော်ဒါကတော့အလုပ်ရဲ့ uniform ပါအလုပ်လုပ်တာရိုက်ပြလို့မရလို့ပေါ့နော်ဒါကျွန်တော်ခုအလုပ်နားချိန်မှာစားတာဖြစ်ပါတယ်ညနေ9နာရီနဲ့လုပ်ဝင်တယ်ဆို QQ နဲ့ချိန်ရှိပါတယ်အလုပ်က18နာရီဆိုပေမဲ့အလုပ်မှာ come in ဆိုပြီးအိပ်ရမယ့်အချိန်ရှိပါတယ်ဒါကအလုပ်ရဲ့အိပ်ရနေရာဖြစ်ပါတယ်ပေါ့နော်အဲ့ချိန်တိုင်းည7နာရီနဲ့နေ့6နာရီတိအိပ်လို့ရပါတယ်ကျွန်တော်အိပ်ခင်ဒီဆေးတောက်ပါတယ်ဆေးတောက်လေးဆိုအိပ်ပျော်တဲ့ဆေးဖြစ်ပါတယ်ဟောစစ်ချင်းအိပ်မပျော်လို့ဖြစ်ပါတယ်ဒါကတော့နေ့6နာရီဖြစ်ပါတယ်6နာရီထပြီးအလုပ်ပြန်ဝင်ပြင်အလုပ်ဝင်ပြီး10နာရီလောက်ကျရင်တစ်ခေါက်ပြန်နားပါတယ်အချင်းတော်ပြိုင်းနေပြီးတော့လောကလုံးဝဘာမှလုပ်ချင်စိတ်ကိုမရှိတော့ဘူးပေါ့နောက်ဆုံးကျွန်တော်18နာရီကြာတဲ့အလုပ်ပြီးတော့ပါပြီကျွန်တော်ဒါမျိုးကိုတပတ်ကို3ရက်လောက်လုပ်ရပါတယ်မပြန်ခင်ဒါလေးစပြီးအိမ်ပြန်ပါတယ်အားလုံးတောင်းကြည့်အောင်ပြန်တွေ့မယ်ဘိုင်